ပြုလုပ်ရဒီပွဲတို့ကပြုလုပ်တဲ့ပညာပေးဟောပြောပွဲအမှတ်စဉ်16ကိုမကြာမီစတင်တော့မှာဖြစ်ပါတယ်ဟောပြောပွဲစတင်တော့အဖွင့်စကားပြောကြပြီးယနေ့ဟောပြောပေးမဲ့ဆရာကြီးကာတွန်းဟုတ်ပေသိနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ပြောမယ့်ဟာကသတင်းစာနဲ့ကတ်တွန်းပညာလို့ကျွန်တော်ပြောထားတယ်ကျွန်တော်ပြောမယ့်ကတ်တွန်းအနေနဲ့ကတော့ရှုဝဲသဲဖို့ဒီဖြစ်နေတယ်ကြောက်ကြရည်ဖြစ်နေတယ်အခုကဘာမှာကတ်တွန်းဆိုပြီးတော့ဒီတိုင်းကြီးတပြိုင်ပြီးညီကျိတ်မှုချင်းဖလှယ်ကြအဲ့လိုဖလှယ်လို့ပဲကတ်တွန်းဟာဝါရစစ်စစ်ရေးတွေမှာသုံးတဲ့လက်နဲ့တစ်ခုလည်းဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ရှုဝဲသဲဖို့လို့ကျွန်တော်ပြောတာပါကတ်တွန်းမှာကျွန်တော်နှစ်မျိုးရှိတယ်ခလီးတွေကြိုက်တဲ့ကွန်မြူနစ်ရုပ်ပြသူဘာလို့ရေးတဲ့လူနဲ့ဒီဇာမှာရေးတဲ့ကတ်တွန်းဆရာမတူဘူးငွေကောင်းတာခလီးတွေမဟုတ်ရနှိုက်ယူတဲ့ပတ်စံကပို့ပြီးတော့ချမ်းသာပါဒီကခံယူခြင်းနဲ့ဗာနဲ့ရေးတဲ့အခါကျတော့အန္တရာယ်လည်းများတယ်တိတ်ပြီးများတယ်အဲ့တော့ကတ်တွန်းဟာတကယ်ကြလို့ရှိရင်နိုင်ငံရေးကတ်တွန်းဟာရည်ရည်ရတဲ့လင်းနေတဲ့ကတ်တွန်းကပုံများတယ်အဲလင်းနေတဲ့ကတ်တွန်းကြတော့ရပါခံစားဖို့ဟာကွန်မြူနစ်တို့လိုရိုးလူမှုရေးဟာတာတို့လိုတော့ဟုတ်ဘူးသူကပူပြီးခက်တယ်နည်းနည်းတယ်အခုကျွန်တော်ပြောမဲ့ဟာတွေကများသောအားဖြင့်အဲ့လိုကတ်တွန်းမျိုးတွေများပါတယ်ရည်ရည်သိမ့်မပါပါဘူးကတ်တွန်းဆိုပြီးတော့ရည်ရည်လို့တော့မထင်ကြပါနဲ့